Aston Villa မှာပလာတာတွေစုပ်ဖုတ်ပြနေတဲ့ဘာညာဆပ်ကလာအာပလာဂါနာချာတဖြည်းဖြည်းနဲ့ဂါနာမချိုပဲဂါနာချာဖြစ်လာခဲ့ပါတယ်။ပရီးမီးယားလိရဲ့ရာသီကြိုခြေစမ်းပွဲမှာဂါနာချာရဲ့အကွက်ဆန်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ချယ်ဆီမှာရုန်းကန်ခဲ့ရပြီးတဲ့နောက် Aston Villa စီပြောင်းရွှေ့လာခဲ့တဲ့ဒီကစားသမားဟာပွဲအတွင်းမှာတင်ပရိသတ်တွေလုံးဝမထင်မှတ်ထားတဲ့စောက်ဆန်းကြီးတွေကိုဖန်တီးပြသွားခဲ့တာပါ။အေရီယာထောင်ဆုံးတာဘောလုံးရချိန်မှာတော့သူဟာဗတ်ပေါင်းစုံကိုမကြည့်ပဲလူမရှိတဲ့ကွင်းပြင်ပအလွတ်ထဲစီဘောလုံးပေးပို့လိုက်ပါတယ်။ဒါကစားမရဲ့အပြစ်မဟုတ်ပဲအသင်းဖော်တွေကသူ့ရဲ့မက်ဆီတက်ပိုပါရမီပါတဲ့အမြင်ကိုလိုက်မမီကြသေးတာဖြစ်နိုင်ပါတယ်။ဒါတင်မကသေးပဲအခွင့်အရေးရချိန်မှာကိုခြေထောက်နဲ့ကိုညှိပြီးမှောက်ရက်လဲကျသွားခဲ့တာကြောင့်ပထမပိုင်းမှာလူစားလဲခံလိုက်ရပါတယ်။ဗီလာအသင်းကတော့ BG ပထုံအသင်းကို3ဂိုးတကူနဲ့အနိုင်ရသွားခဲ့ပေမဲ့ဒီကစားသမားရဲ့ကွင်းတွင်လှုပ်ရှားမှုတွေကတော့ဗီလာပရိသတ်တွေစိတ်ပြတ်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်းကစားသမားကတော့3လအကြာမှပထမဆုံးပွဲထွက်ခွင့်ပြန်ရလို့ဘောလုံးပြန်ကစားရတာကိုပြောနေပါတယ်ဆိုပြီးလူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ဝေဖန်မှုတွေရှိနေပေမဲ့ကစားသမားတစ်ယောက်အနေနဲ့ဘောလုံးကစားရတာကိုပဲပျော်ရွှင်နေခဲ့ပါတယ်။ဂါနာချာရဲ့ဘလွန်ဒီယောခြေစွမ်းပေါ်ပရိသတ်တွေရောဘယ်လိုမြင်ကြလဲဆိုတာကွန်မန့်မှာပြောသွားခဲ့ကြပါဦး